ကျမတော့ဒေါက်တာချူဝဲပါကျမ်းမာရေးဘုဒ္ဓတာတွေကိုအစဉ်တစိုက်မျှဝေပေးနေပြီမဲ့အခုတလုံးမှာအလုံနည်းနည်းများသွားတဲ့အတွက်ကြောင့်မလို့အဆက်ပြတ်တယ်လို့ဖြစ်သွားခဲ့တယ်အခုလာပြောတဲ့အကြောင်းအရာကတော့ online မှာအရန်ခစ်စားနေတဲ့လူပြောများနေတဲ့တစ်ချက်တိုးပိန်စည်းလို့ခေါ်တဲ့စီမာဂလူတိုက်အကြောင်းပဲဖြစ်ပါတယ်တစ်ချက်တိုးပိန်စည်းလို့ခေါ်တဲ့စီမာဂလူတိုက်အကြောင်းကိုမပြောခင်မှာစီမာဂလူတိုက်ပါလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်စီမာဂလူတိုက်ဆိုတာကလူတွေအစာစားပြီးလိုက်တဲ့အချိန်မှာသူကဥနယံကနေပြီးတော့ဗိုက်ပြည့်သွားပြီးရက်လို့ရပြီဆိုပြီးတော့ဟော်မုန်းတစ်ခုကိုထုတ်တယ်အဲ့ဒါ GLP-1 ဆိုတဲ့ဟော်မုန်းဖြစ်ပါတယ်သူဒီ incretin လို့ခေါ်တဲ့ဟော်မုန်းအမျိုးအစားတစ်ခုဖြစ်ပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့နေရာအနှံ့ပြောက်သူကဆက်သွယ်ချိတ်ဆက်ပြီးတော့အလုပ်လုပ်တယ်ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုလို့ရှိရင်ဥပမာအပြင်အုံနောက်ကိုသူကသတင်းပို့တယ်ဒါဗိုက်ပြည့်ပြီးရက်လို့ရပြီဆိုတော့သူက signal ကိုပို့တယ်ဥပမာ pancreas ကိုကြတော့သူကဘယ်လိုမျိုးသတင်းပို့လဲဆိုလို့ရှိရင်သူကဒီ insulin တွေကိုပို့ပြီးတော့ထုတ်ပေးဖို့ glucagon ထုတ်တာ glucagon ဆိုတာအချိုဓာတ်ပေါ့နော် glucagon ထုတ်တာကိုမထုတ်နဲ့တော့လို့ပြောဖို့ insulin ကိုပို့ပြီးထုတ်ဖို့နောက်ပြီးတော့ဒီအသေးကိုလည်းသွားပြီးတော့သူကဒီအဆီတွေကိုပေါ့နော်မဆူဆောင်းဖို့သူအဲ့လိုမျိုးပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့ဒီ multi organ ကိုသွားပြီးတော့ချိတ်ဆက်လှုပ်ဆောင်တဲ့ဟော်မုန်းအမျိုးအစားတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစီမာဂလူတိုက်ကအဲ့ဒီဆွတ်ဆွတ်ပြောတယ်ခန္ဓာကိုယ်မှာရှိတဲ့ organ တွေတော်တော်များများနဲ့ချိတ်ဆက်လှုပ်ဆောင်တဲ့ GLP-1 ကိုသူကတုပပြီးတော့ထုတ်ထားတဲ့ဆေးမျိုးစားတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဆေးကိုအဓိကကတော့အရင်တော့ကတော့ပေါ့နော်အဓိကသုံးတဲ့နေရာကတော့သူကသွေးတွင်းမှာရှိတဲ့တခြားဓာတ်ကိုရှော့ချတဲ့အတွက်ကြောင့်စီးကြိုသမားတွေမှာထိုးတဲ့ဆေးတစ်မျိုးပေါ့နော်ဒါပေမဲ့သူ့မှာရှိတဲ့ဒီဘေးထွက်လို့ပဲပြောရမှာပေါ့နော်ပိန်နေဆိုတဲ့ effect ကိုယူပြီးတော့အခုနောက်ပိုင်းမှာ weight loss ဖြစ်ချင်တဲ့သူတွေကဒီဟာကိုတစ်ချက်ထိုးအနေနဲ့တစ်ပတ်မှာတစ်ခါထိုးရတယ်ထိုးစေးအနေနဲ့အသုံးပြုလာတာပဲဖြစ်ပါတယ်ကျမကလေအကြောင်းအရာတစ်ခုကိုမမျှဝေခင်မှာကျမရဲ့အကျင့်တစ်ခုရှိရဲ့အဲ့ဒါအမြဲတမ်းကိုတိုင်းပေါ့နော်ဒီဟာကိုပေါ့နော်ဒီစမ်းသပ်ပြီးတော့သုံးဆွဲကြည့်ပြီးတော့မှဒါအများပြည်သူကို sharing လုပ်ပေးတဲ့အကျင့်ပဲဖြစ်ပါတယ်အခုဒီစီမာဂလူတိုက်အကြောင်းကိုလာပြီးပြောပြဖို့တော့ကျမစီမာဂလူတိုက်ကိုကျမကိုယ်တိုင်စမ်းပြီးတော့သုံးကြည့်နေပါတယ်အခုဆိုလို့ရှိရင်တော့ကျမ week 2ကိုပြီးခဲ့ပြီပေါ့နော် week 2ကိုထိုးခဲ့ပြီးပြီပေါ့နော်နောက်သူက10ပတ်တိတိသူက1 course မှာ10ပတ်စာထိုးရတာဆိုတော့ကျမနောက်တဲ့10ပတ်ရဲ့ result ကိုစောင့်မျှော်နေဖို့ပဲရှိတယ်ပေါ့နော်အဲ့တော့ကျမဒီနေရာမှာပြောချင်တာကကျမ first generation တော့ကလည်းဗီတိုဇာတော့ကလည်းကျမအသုံးပြုဘူးတယ်အခုဒါ second generation မှာစီမာဂလူတိုက်ကိုလည်းကျမကိုအသုံးပြုနေတယ် third generation နောက်ပိုင်းအခုနောက်ပိုင်းနေမှာပေါ့နော်ထပ်ထွက်တဲ့ဆေးတွေလည်းရှိရပေါ့နော်မွန်ဂျာရိုတို့ဒါမျိုးတွေတော့ဒါဈေးကလည်းအရင်မြင်မာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမတော့အသုံးမပြုရသေးဘူးအခုကျမအသုံးပြုပြီးတယ်အသုံးပြုနေစေဖြစ်တဲ့စီမာဂလူတိုက်အကြောင်းကတော့ကျမပြီးရင်ကျမဘလောက်တိဝေးအလေးချိန်တွေကျသွားလဲဆိုတာကိုအားလုံးပြပေးမှာပဲဖြစ်ပါတယ်ဈေးထိုးတဲ့နေရာမှာလည်းအချိန်မှန်ရက်မှန်ဖို့လိုအပ်ပါတယ်ဥပမာအပြင်ပြီးခဲ့တဲ့အပတ်ကတောက်ကြနေမနေ့မှထိုးခဲ့ရဆိုရင်နောက်အပတ်ထိုးရမယ့်အားလည်းတောက်ကြနေမနေ့ပိုင်းပဲဖြစ်ပါတယ်ဆေးထိုးတဲ့အချိန်ကိုမနေ့နေ့လည်ညဘယ်အချိန်ကအကောင်းဆုံးဖြစ်လဲလို့မေးမယ်ဆိုလို့ရှိရင်တော့ကျမကတော့မနေ့ပိုင်းကအကောင်းဆုံးလို့ပဲပြောပြရစီအဲ့တော့အခုဒီပုံမှာပြထားတဲ့ဒီလိုက်ပေါ့နော် weight changes ဖြစ်လာတာတွေကကျမနောက်ဆုံး day 9ဆိုတာကဒုတိယ dose ထိုးပြီး2ရက်မြောက်နေ့မှာကျမချိန်ကြည့်လိုက်တဲ့အခါမှာရှိတဲ့ကိုလေးချိန်ပဲဖြစ်ပါတယ်ကျမစထိုးတော့ကနေဒီနိုင်မှာဘယ်လောက်ထိကွာသွားတယ်ဆိုတာကိုအားလုံးလည်းဒီပုံကိုကြည့်ပြီးတော့တွေ့မြင်မှာပဲဖြစ်ပါတယ်ဆိုလို့ရှိရင်သူ့ရဲ့ကောင်းတာတွေလည်းရှိတယ်လို့ဆိုးတာတွေလည်းရှိတယ်အဲ့တော့ကျမကတော့ဒီနေရာမှာဒီ appetite suppressant တစ်ခုအနေနဲ့သုံးတယ် weight loss အနေနဲ့သုံးတယ်စီမာဂလူတိုက်ကိုကျမအတွက်ကတော့ကောင်းတယ်လို့ပဲကျမတို့ recommend ပေးချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့လိုမျိုးပေါ့နော်ဒီ basal metabolic rate နှေးလာတဲ့ age တွေအသက်40နဲ့အထက်ရောက်လာတဲ့သူတွေအတွက် weight loss ခက်တဲ့သူတွေအတွက်အင်မတန်မှအထောက်အကူဖြစ်တဲ့ဆေးတစ်ခုလိုပဲကျမအနေနဲ့ကတော့မြင်ပါတယ်။ဘယ်ရှိတယ်ပေါ့နော်။အဲ့ဒါကတော့ဒီ
ဒီ semaglutide injection GLP-1 agonist ကိုမသုံးသင့်တာကတော့ thyroid cancer ရှိတဲ့သူတွေပဲဖြစ်ပါတယ် neuroendocrine tumor ယောဂရှိတဲ့သူတွေပဲမသုံးသင့်တာပဲဖြစ်ပါတယ်ကျမကိုယ်တိုင်က hyperthyroid ပါသို့တော်ညာလည်းကျမကဒီ thyroid cancer မဟုတ်တဲ့အတွက်ကြောင့်မလို့ကျမကတော့ကျမကိုယ်တိုင်ဆန်းပြီးတော့သုံးကြည့်နေပါတယ်သုံးကြည့်တဲ့အခါမှာကျမဘာကိုတွေ့ရလဲဆိုတော့ဒီဆေးကိုထိုးပြီးသွားတာနဲ့တနေ့ကုန်လုံးမှာဒါအစာစားခြင်းစိတ်ကလုံးဝပျောက်သွားတာပဲဖြစ်ပါတယ်အဲ့တော့ခါတိုင်းဆိုလို့ရှိရင်တစ်ခုစားပြီးလို့ရှိရင်မတင်းတိမ်ဘူးပေါ့နော်ကျမကဒါလေ့ကျင့်ခန်းလဲလုပ်တယ်ပေါ့နော်လေ့ကျင့်ခန်းတော့တွဲလုပ်တယ်ဒါပေမဲ့ကျမအချိုးကြိုက်တဲ့ပြဿနာရှိတယ်အဲ့တော့လူတစ်ယောက်ကလည်းအချိုးဖြတ်တာကြာလို့ရှိရင်ဒါ sugar craving ဆိုတာအများနဲ့ဖြစ်တယ်တကြားကိုတောင်းတတာပေါ့နော်အဲ့တော့ဒီဟာထိုးတဲ့အချိန်မှာ sugar craving ကလုံးဝပျောက်သွားတာပဲဒါအပြင်ကိုအစားတစ်ခုစားပြီဆိုလို့ရှိရင်ကွာဒီအစာလေးတစ်ခုတစ်ခိုက်လောက်စားလိုက်တာနဲ့ကျဉ်နဲ့သွားတယ်ဆိုတဲ့ feeling မျိုးကိုရတယ်အဲ့ဒါတအားကြီးကိုကောင်းတဲ့အချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီစေးတိုးလို့ဘာစားမှမစားဘူးဒီနေ့ကဒါပေမဲ့နှုံသွားသလားကျမလုံးဝမနှုံပါဘူးပုံမှန်အတိုင်းပဲသွားနိုင်လာနိုင်တယ်လေ့ကျင့်ခန်းလုပ်နိုင်တယ်စေကန်းထိုင်နိုင်စေပဲဖြစ်ပါတယ်အဲ့တော့ဒီ semaglutide လို့ခေါ်တဲ့ GLP-1 agonist ကဒီထိုးစေးကဘာကောင်းလဲအဲ့တော့ဝေးချစေတယ်ဆိုတဲ့အတွက်ကြောင့်မလို့ယောဂတော်တော်များများကိုသက်သာသွားမှာပဲဖြစ်ပါတယ်လူတစ်ယောက်ကအဝလွန်လို့ရှိရင်ဒါ metabolic syndrome ဆိုတာဖြစ်လာမယ်ဒါသွေးတွင်းမှာရှိတဲ့တကြားတဲ့တွေမြင်ပါမယ်စီးချိုယောဂတွေဖြစ်မယ်လူကသွားတာလာနှီးကွေးမယ်သွေးကြောတွေမှာဒါအဆီ cholesterol တွေပိတ်လို့ရှိရင်သွေးကြောတွေကျင်းမယ်နှလုံးယောဂတွေဖြစ်မယ်ဒူးတွေနာမယ်ဝိတ်များတဲ့အတွက်ကြောင့်ဒါမျိုးတွေအများကြီးသက်သာသွားမယ်ဆိုတော့ဒါကိုယ့်အတွက်ကကောင်းတဲ့အချက်တွေပဲဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့အချက်ကဘာလဲသူ့ကိုထိုးလို့ရှိရင် second generation ပဲဖြစ်ပေမဲ့လို့ဈေးစကကြီးပါတယ်ဈေးကြီးရယ်ပေါ့နော်အဲ့ဒါတစ်ချက်ရယ်နောက်တစ်ခုကကြာပါလဲဆိုတော့သူကဒီထိုးတဲ့ dose ကဆရာဝန်နဲ့တိုင်ပင်ပြီးတော့မဟုတ်လို့ရှိရင်ထိုးတာမဟုတ်ခဲ့လို့ရှိရင်သူက pancreas ရောင်ရမ်းနဲ့ပြဿနာကိုဖြစ်စေနိုင်တယ်နောက်ပြီးတော့သွေးထဲမှာရှိတဲ့တကြားတဲ့တွေအလွန်မင်းထိုးကျသွားစေနိုင်တယ်နောက်တစ်ချက်ကကြတော့ဒီ pure acid ဒီဘယ်လိုပြောရမလဲဆိုတော့ဒီ GI မှာရှိတဲ့ side effect တွေပေါ့နော်ပြိုခြင်း engine စိတ်တွေဒါဖြစ်လာနိုင်တယ်ဒါမျိုးတွေကတော့သူ့ရဲ့မကောင်းတဲ့ဘေးရွက်ဆိုးကျိုးတွေပဲဖြစ်ပါတယ်အဲ့တော့ semaglutide ကိုဘယ်လိုထိုးလို့ရလဲဘယ်လိုနာမည်တွေနဲ့ရလဲ Ozempic ဆိုတဲ့နာမည်နဲ့ရှိပါတယ်သူက semaglutide ကကောင်းတဲ့အချက်နောက်တစ်ခုကကြတော့ daily ပေါ့နော်နေ့တိုင်းထိုးစရာမလိုဘဲနဲ့တစ်ပတ်မှာတစ်ခါပဲထိုးဖို့လိုတဲ့အချက်ကအားလုံးအတွက်ဒါအလုတ်ရှုပ်သက်သာစေတဲ့လွယ်ကူစေတဲ့နည်းပဲဖြစ်ပါတယ်ဆေးပဲဖြစ်ပါတယ်အဲ့တော့သူကဘယ်လိုပုံစံနဲ့လာလဲဆိုတော့တခြား daily ထိုးရတဲ့ first generation ကဆေးတွေလိုမျိုးပဲသူကလည်းခုလိုမျိုးပေါ့နော်ဒီလိုမျိုးပေါ့နော်ပန်လေးနဲ့ပေါ့နော်ပန်လေးတွေကိုထည့်ပြီးတော့ဒါဒီနားမှာပေါ့နော်ဒီနားမှာကျတော့သူက unit လေးတွေကိုပြတဲ့ unit လေးတွေကိုပြတဲ့နံပါတ်ကလေးတွေရှိပါတယ်အဲ့နံပါတ်မှာသူကကိုလိုချင်တဲ့ unit ကိုလှည့်ပြီးတော့မှသူက bite မှာပဲဖြစ်ဖြစ်ပေါင်မှာပဲဖြစ်ဖြစ်လက်မောင်းမှာပဲဖြစ်ဖြစ်ဒါထိုးရတာဖြစ်ပါတယ်ထိုးတဲ့အခါမှာလည်း method ကမှန်ဖို့လိုအပ်ပါတယ်အဲ့တော့ဘယ်လိုပုံစံနဲ့တစ်ပတ်တစ်ခါထိုးရတာလဲဆိုတော့ dosage ကတိုးတိုးပြီးထိုးရတာဖြစ်ပါတယ်အဲ့တော့ပထမ၄ဘက်မှာဆိုလို့ရှိရင်เนาะကျမတို့ကဒီ19 units လို့ပဲသတ်မှတ်ထားပါတယ်အလွယ်ကူဆုံးပြောရမယ်ဆိုခဲပြောမယ်ဆိုလို့ရှိရင်အားလုံးလည်းနားလည်ရခဲ့မှာဆိုလို့ဖြစ်ပါတယ်အဲ့တော့19 units ကို၄ဘက်ထိုးမယ်နောက်၄ဘက်ပြီးသွားတဲ့အခါကျနောက်တဲ့2ဘက်ကကျတော့37 unit နဲ့2ဘက်ထိုးမယ်နောက်တတိယဘက်ရောက်တဲ့အခါမှာဒါ37 unit ကိုပဲ၄ဘက်ဆက်ထိုးမယ်တတိယ step ပေါ့နော်တတိယအပတ်တောင်ဖြစ်တတိယ step အနေနဲ့ကကျတော့37 unit ကိုပဲ၄ဘက်ထိုးမယ်ကဲနောက်ဆုံးအချိန်ကြလဲကြတော့ဘယ်လိုထိုးရလဲဆိုတော့သူက37 unit ကို hori pen မှာနှစ်ခါလှည့်ပြီးတော့ထိုးရမှာတစ်ချိန်ပဲထိုးရမှာဖြစ်ပါတယ်အဲ့လိုတွေပြောလို့ရှိရင်တော့နားထောင်တဲ့သူတွေကအကုန်လုံးနည်းနည်းတော့ရှုပ်ကောင်းရှုပ်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့နားလေတက်ကျွမ်းနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှကျမကတော့အသုံးပြုစေချင်ပါတယ် effective ဖြစ်လားလို့မေးလို့ရှိရင်ကျမကိုယ်တိုင်သုံးတဲ့အတွက်ကြောင့်မလို့ effective အရင်ဖြစ်ပါတယ်အဲ့တော့လူတစ်ယောက်နဲ့တစ်ယောက်ကဒါ BMI မတူတဲ့အတွက်ကြောင့်မလို့ကြာနှုန်းကတော့တူချင်မှတူပါလိမ့်မယ်ကျမကတော့ပြန်မြခြင်းအပြင်တပတ်ကိုတောင်မှတပတ်ကိုထိုးတာ4ပေါင်ခွဲ5ပေါင်လောက်ကိုကျမကြပါတယ်အဲ့တော့4ပေါင်ခွဲ5ပေါင်လောက်ကြာတယ်ဒါပေမဲ့ဒုတိယတစ်ပတ်မှာထိုးတဲ့အခါမှာနည်းနည်းလေးပထမပတ်လောက်ထိုးတာလောက်တော့အရင်မကြပဲနဲ့နည်းနည်းလေးတော့ကြော့သွားတယ်ပေါ့နော်နှစ်ခုပေါင်းမှာ105ပထမစထိုးခါစားတော့
9.5နဲ့ကျွန်မစထိုးတယ်အခု150ဖြစ်သွားတယ်ပေါ့နော်ထပ်တော့မချိန်ရသေးဘူးဒီကြားထဲမှာအဲ့တော့ကျွန်မအနေနဲ့ကတော့ဆရာဝန်နဲ့ဒါတေချာတိုင်ပင်ပြီးတော့မိမိရဲ့ယောဂတွေကိုလည်းတေချာစစ်ဆေးဒီဆေးမထိုးခင်မှာတေချာစစ်ဆေးပြီးတော့ထိုးမယ်ဆိုလို့ရှိရင်တော့တဲ့သူတွေအတွက်ကအရန်အကျိုးများပါလိမ့်မယ်။ဒါပေမဲ့တစ်ခုရှိတာကတော့ appetite suppressant နေရိုင်းဆေးတွေရဲ့သဘောတရားအရာသူ့ထိုးတာကိုရက်လိုက်လို့ရှိရင်တော့အားကစားနဲ့လည်းတွဲမလို့ဘူးအစားခြင်းစိတ်ကပြန်ပြီးတော့တက်လာနိုင်တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဘယ်လိုနီးလန်းနဲ့ပဲ weight လျှော့ဒီပုံစံတိုင်းပဲသွားပါမယ်။ကိုက calorie deficit လုပ်ရမယ်။အားကစားလုပ်ရမယ်။အစားလျှော့စားရမယ်။ဒါမျိုးနဲ့ပဲကိုယ့်ရဲ့ body weight ကိုရေရှည် maintain လုပ်သွားရမှာပဲဖြစ်ပါတယ်။အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမတော့ကျန်းမာရေးဝတ္ထုတွေကိုအစဉ်တစိုက်ပြဝေပေးလျက်ရှိတဲ့ဒေါက်တာဂျူဝယ်ပဲဖြစ်ပါတယ်ရှင်။